အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ Travelodge Niman Hotel ကဈေးတန်တန်နဲ့ review ကောင်းကောင်းရထားတဲ့ Thai curry buffet ကိုသွားစားကြည့်ထားပါတယ်ဒီ buffet ကတော့တယောက်ကို129ဘတ်ပဲကျတယ် Hotel buffet ကိုမှဈေးလဲတန်နေဆိုတော့လာစားရည်တွေလည်းများတယ်ဘလောက်များလဲဆိုလို့ရှိရင်တုံကင်ယူတဲ့နေရာမှာတော့တန်းစီပြီးစောင့်ရတယ်ပြီးတော့ကားပါရဲ့လူတွေအတွက်လည်းကားပါကင် stamp ကိုတုံကင်ယူတဲ့နေရာမှာတစ်ခါတည်းထုသွားလို့ရတယ် Thai curry buffet ဆိုတဲ့အတိုင်းပဲ Thai ရွာဟင်းတော်တော်လေးစုံတယ်ကဖောက်ခောက်ဆွိုင်းခနုံကျင်းဟင်းလေးအပြင်အခြားဟင်းတွေလည်းအများကြီးရှိတယ်ငပီတောင်းနဲ့တို့စရာပါရှိတယ်ဒီ fry တွေဆိုလို့ရှိရင်ကော်ပြန့်ကြော်ပြောင်းမှုကြော်ဖတ်ထုတ်ရွက်ကြော်တွေကိုပူပူလေးချထားပေးတယ်ဆက်လက်ပါလဲထားပေးတယ်ပြီးလို့ရှိရင်ကွတ်တီကိုကြက်စီသမင်းနဲ့အထောင်းတွေလည်းပါတာဆိုတော့ရွေးချယ်စရာတော်တော်လေးများပါတယ် main dish တွေကလည်းလို့အခြားအရန်ဟင်းတွေအကြော်တွေကိုလည်းတရက်နဲ့တရက်မတူအောင် menu ပြောင်းထားပေးသေးတယ်၄ယောက်ချင်းစားတဲ့ကဖောင်ကတော့အဆက်လဲလို့ကဖောင်ရလဲလို့သွားပြီမဲ့ refill လုပ်ရတဲ့ဟာကြတော့အဆက်ဟတ်တဲ့ပြီးတော်တော်လေးစားလို့ကောင်းတယ်ခောက်ဆိုင်ဟင်းရေဆိုလို့ရှိရင်လည်းကြက်သားရောအသားလုံးရောပါတယ်ခောက်ဆိုင်ကတော့နည်းနည်းချိုပေမဲ့သူ့အချင်းလေးနဲ့တွဲထားလိုက်လို့ရှိရင်တီတီမိမိနဲ့တော်တော်လေးစားလို့ကောင်းတယ်ခနုံချင်းဆိုရင်လည်းဝက်နက်ရိုးများများပဲသွေးများများနဲ့အစာပလာတွေအများကြီးထည့်ထားပေးတယ်ခနုံချင်းဆုပ်ကတော့အရသာလည်းကောင်းတယ်ပြီးလို့ရှိရင်ပါတဲ့ဝက်နက်ရိုးကလည်းနူးနာပဲဝက်ချောင်းနဲ့ချက်ထားတဲ့ဟင်းလေးဆိုလို့ရှိရင်လည်းဝက်ချောင်းနူးနူးအေးအေးနဲ့ဟင်းနဲ့ဆက်ဆက်လေးနဲ့ဆိုတော့တော်တော်လေးမိုက်တယ်ကျက်စီသမင်းကတော့ဆန်ကောင်းပေမဲ့အရသာကတော့တိတ်မကောင်းဘူးကွေးတီကိုဆိုလို့ရှိရင်ထူးထူးခြားရတာမျိုးမဟုတ်ပေမဲ့ပုံမှန်တိုင်းလေးစားလို့ဆင်ပြေတယ်ပြီးတော့ကွေးတီကိုဖတ်မစားခြင်းလည်းအသားလုံးနဲ့ဟင်းရည်ကြီးပဲလည်းရတယ်ကော်ပြန့်ကြော်ကတော့ပူပူကျွတ်ကျွတ်လေးနဲ့တော်တော်လေးစားလို့ကောင်းတယ် refill ကတော့နည်းနည်းလေးစောင်းရတယ်လို့ရောက်တာနဲ့လည်းတန်းကုန်ပါတယ်ငါပြောကြော်ဆိုလည်းမျက်စိရှိမှကြော်တာမို့လို့ပူပူလေးနဲ့စားလို့ကောင်းတယ်သူက recommend ပေးထားတယ်လို့ပဲအချိုပပစိတ်စိတ်လေးပဲအချိုခွဲအတွက်ကတော့ထိုင်းရွရမိုးလက်ဆောင်ကိုကိုကြိုက်တယ်လို့ထည့်စားလို့ရတယ်ဖရဲသီးနဲ့နက်နက်သီးလည်းချထားပေးတယ်အဲ့ဒါတွေအပြင် soft drink 2မျိုးနဲ့ coffee ပါ free flow ချထားပေးရဆိုတော့တော်တော်လေးစုံတယ်လို့ပြောလို့ရတယ်ဒီ buffet ကတနင်္လာကနေတောက်ကြနေ့ထိနေ့လယ်7:00နာရီနဲ့ညနေ3:00နာရီထိပတ်တိုင်းဖွင့်နေပြီးတော့ hotel parking ကကျဲတယ်ဆိုတော့ cycle နဲ့ပဲသွားကားနဲ့ပဲသွားအဆင်ပြေဆိုတော့အရသာကောင်းကောင်းဈေးတက်တန်နဲ့ထိုင်းရွာဟင်းကိုအဝစားခြင်းနဲ့ဆိုရင်တော့ Travelodge Niman က Thai curry buffet ကိုသွားစားကြည့်လိုက်နော် bye bye